Hello，大家好，အားလုံးပဲမင်္ဂလာပါဒီနေ့老师တို့ကကြတော့ကိုယ့်ရဲ့တငယ်ချင်းတွေကိုဖိတ်ချင်တယ်ဆိုရင်เนาะဘလို့အတုံးလုံးလေးတွေကိုတုံးရမလဲဆိုတာကိုလာပြီးတော့ sharing လုပ်ပေးပါမယ်ဒါဆိုရင်သူများတွေကိုဖိတ်တယ်ဆိုရင်တရုတ်လိုက邀请别人邀请别人邀请ဖိတ်ကြားတယ်别人သူများကိုဖိတ်ကြားတယ်เนาะဒါဆိုရင်သူများကိုဖိတ်မယ်ဆိုရင်ကိုကအရင်မေးမယ်เนาะသူအချိန်အားလားမအားလားသူ့အရင်မေးရမှာเนาะဒါဆိုရင်တရုတ်လိုဘယ်လိုပြောကြမလဲဆိုတာကိုကြည့်လိုက်ကြရအောင်เนาะမင်းပဲအချိန်မှာအားလဲเนาะမင်းပဲအချိန်မှာအချိန်ရှိလဲပေါ့เนาะ你什么时候有时间你什么时候有时间你ခမက什么时候ပဲအချိန်မှာ有时间အားရလဲเนาะဒါဆိုရင်နောက်တစ်ခုကကြတော့เนาะငါမင်းကိုထမင်းစားဖို့ဖိတ်ချင်ပါတယ်ကျွန်တော်ကြွေးပါမယ်เนาะ我想请你吃个饭我请客我想请你吃个饭我请客我想ကျွန်တော်လုပ်ချင်ပါတယ်请你ခမကိုဖိတ်ပြီးတော့ဗောနော်吃个饭ထမင်းလေးစားချင်ပါတယ်我ကျွန်တော်က请客ကျွန်တော်ကြွေးပါမယ်ဒါကိုပြောတာเนาะကျွန်တော်ကြွေးပါမယ်မင်းပဲအချိန်ရှိလဲပဲအချိန်အားလဲပြောပြီးပြီเนาะဒါဆိုရင်ကိုယ့်ရဲ့တငယ်ချင်းကပြောမယ်ပေါ့နော်ကောင်းတယ်เนาะကျေးဇူးတင်ပါတယ်好啊多谢好啊多谢เนาะဒါဆိုရင်ကိုကပြန်မေးမယ်သူ့ကိုเนาะမင်းပါစားချင်တာလဲ你想吃什么你想吃什么ကိုကစံရွေးရမှာလေဟုတ်တယ်เนาะ你ခမက想吃စားချင်တယ်什么ပါစားချင်တာလဲเนาะတရုတ်ဟင်းဆိုရင်ရောဘယ်လိုလဲကိုကသူ့ကိုအကြံပေးတာပေါ့เนาะတရုတ်ဟင်းဆိုရင်ဘယ်လိုလဲ中国菜怎么样中国菜怎么样เนาะတရုတ်ဟင်းဆိုရင်ဘယ်လိုလဲဒါမှမဟုတ်မြန်မာဟင်းဆိုရင်ဘယ်လိုလဲလို့ပြောချင်တယ်ဆိုရင်缅甸菜怎么样缅甸菜怎么样เนาะ缅甸菜မြန်မာဟင်း怎么样ဘယ်လိုလဲမြန်မာဟင်းဆိုရင်ဘယ်လိုလဲเนาะနောက်တစ်ခုကကျတော့တငယ်ချင်းကိုပြောတယ်ပေါ့နော်ကောင်းတယ်เนาะမင်းပဲအချိန်မှာအဆင်ပြေမလဲပေါ့နော်好的你什么时候方便好的你什么时候方便တငယ်ချင်းကပြောတယ်အေးကောင်းပြီမင်းကပဲအချိန်အဆင်ပြေမှာလဲ好的你什么时候方便ကောင်းပြီ你ခမက什么时候ပဲအချိန်မှာ方便အဆင်ပြေတာလဲเนาะစနေတနင်္ဂနွေရတယ်စနေတနင်္ဂနွေတိုင်းဆိုရင်ရတယ်เนาะ周末都可以周末都可以周末ဆိုစနေတနင်္ဂနွေကိုပြောတာပေါ့เนาะ周末စနေတနင်္ဂနွေ都可以စနေတနင်္ဂနွေဆိုရင်ရတယ်เนาะဟုတ်ပါဒါဆိုမိတ်ဆွေတို့ကကြတော့ကိုယ်တငယ်ချင်းကိုသွားပြီးတော့ဖိတ်ချင်တယ်ထမင်းစားဖိတ်ချင်တယ်ဆိုရင်ဒီဟာလေးတွေပြောလို့ရပါတယ်ဒါကြမိတ်ဆွေတို့ကနောက်ထပ်စကားပြောလေးတွေကိုလေ့လာမယ်ဆိုရင်လောက်ရှလို့နောက်ဗီဒီယိုလေးထဲမှာထပ်ပြီးတော့တွေ့ကြရအောင်အားလုံးကိုကျေးဇူးတင်ပါတယ်ရှေ့ရှေ့တခြားတိချက်ကြိုလေးပါ